မင်္ဂလာပါကျွန်တော်ကတော့အောင်ပိုင်ဖြစ်ပါတယ်ကျွန်တော်အခုဒီ second year HND program ကို batch 79မှာပြီးရောက်ခဲ့ဖြစ်ပါတယ်အခုလက်ရှိကျွန်တော်က deploy လုပ်ထားတဲ့ application လေးကတော့ weather focus application လေးပေါ့နော်အခုလက်ရှိကတော့ကျွန်တော်တို့ဒါဒီ application ထဲမှာမြင်ရတာတော့ကျွန်တော်အခုလက်ရှိ location ဖြစ်တဲ့ရန်ကုန်ရဲ့ဒီ weather focus တွေကိုမြင်နေရဖြစ်ပါတယ်အခုလိုမျိုးပြဖို့အတွက်ကျွန်တော်သုံးခဲ့တဲ့ technology stack တွေကကျွန်တော်တို့ဒီ real language တွေကျွန်တော် javascript ပေါ့နော် javascript ရဲ့ real ရဲ့ php ရဲ့ကိုနောက်ပြီးတော့မှကျွန်တော်တို့ဒီ api access တွေကိုပေါင်းပြီးတော့ကျွန်တော်တို့သုံးပြီးတော့ဒီ application outcome လေးကိုထွန်းအောင်လုပ်လာဖြစ်ပါတယ်ဒီ outcome ထွန်းအောင်လုပ်ဖို့အတွက်ကတော့ကျွန်တော်တို့ဒီ self study တွေပါတော့ပို့ပြီးတော့လိုအပ်တာပေါ့ကဲအခုလက်ရှိကျွန်တော်တို့ကတော့ဒီ application ထဲမှာကျွန်တော်ရဲ့ application နာမည်က Celestia Sphere ပြီးတော့ပထမဦးဆုံးကျွန်တော်တို့ပြထားတဲ့ feature ကကြတော့9ရက်အတွင်းကျွန်တော်တို့ data ကို detail တော့မဟုတ်ဘူး weather data ကို detail တော့မဟုတ်သေးဘူးကျွန်တော်တို့အကြမ်းမြင်ပေါ့နော်အခုလက်ရှိအချိန်တွေကဘယ်လောက် degree Celsius လဲဘယ်လောက် degree Fahrenheit လဲပြထားတယ်အဲ့တော့ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော် wind speed ရရှိမယ် humidity ရရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်အခုလက်ရှိမှာနေပူကျင်တာလားမိုးရွာကျင်တာလားပေါ့ဒါမျိုးကျွန်တော်တို့ပြထားတယ်နောက်က background တွေကလည်းကျွန်တော် UI ပို့ပြီး enhance လုပ်ထားတယ်ကျွန်တော်တို့ဒီဟာကျွန်တော်တို့ဒီ location တစ်ခုတည်းမဟုတ်ဘူးထပ်ပြီးတော့တခြားမြို့တွေပါတွေကိုလည်းတွားလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ဒီမျိုးနယ်တွေလိုက်ပြီးတော့ရှာလို့ရတယ်ပေါ့နော်ကျွန်တော် application ကပြီးရင်လည်းကျွန်တော်တို့ multi language support ပါမယ်အခုမှဆိုကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်မြန်မာနိုင်ငံအတွင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံ language နဲ့ပြထားတာကိုတွေ့ရမယ်ထိုဒီနှကောင်းဝင်ကျွန်တော်တို့တခြားနိုင်ငံကိုသွားမယ်ပေါ့နော်ကျွန်တော်တို့အခုမှဆိုရုရှားကိုသွားမယ်ဆိုရင်ကျွန်တော်ရုရှားကိုနှိမ့်လိုက်ရင်ရုရှားရဲ့နိုင်ငံရဲ့ language တိုင်းပဲဒီမှာဆိုတော့ကျွန်တော် weather လေးပြောင်းသွားတာကိုတွေ့ရမယ် degree Celsius လေးပြောင်းသွားတွေ့ရမယ်ရုရှားမှာလည်းအခုလက်ရှိတော့ rain overcast ပဲပေါ့နော်အဲ့မှာကျွန်တော်တို့ထပ်ပြီးတော့မှ degree Celsius တွေ Fahrenheit တွေဘယ်လောက်တွေရှိလဲပြောင်းကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ unit လေးပြောင်းပြီးတော့focus ကိုတွေ့ရမှာဖြစ်ပါတယ်ကျန်တဲ့ဟာတွေကအကုန်လုံးကလည်းကျွန်တော်တို့ဒီမှာ cloud လေးတစ်ချက်နှိပ်လိုက်အောင်နဲ့degree Celsius တွေ Fahrenheit တွေပြောင်းအောင်မှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကအခုလက်ရှိမြင်နေတာကတော့ဒါdegree Celsius ရဲ့အသေးလေးတစ်ခုပဲပေါ့နော်နောက်ပြီးထပ်ပြီးဒီလေးကြသိကျင်နေဆိုရင်ကျွန်တော်တို့အောက်တည်းက more detail တွေကိုဝင်လိုက်မယ်ဆိုရင်သူတို့ကခဏတော့စောင့်ရတယ်ဗျခဏစောင့်ရတယ်အဲ့မှာသူတို့ကကြောက်အခုဒီလက်ရှိကျွန်တော်တို့ရောက်နေတဲ့ set ရဲ့ location ကိုသူကဖမ်းရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ခဏတော့စောင့်ရတယ်အဲ့အချိန်မှာကျွန်တော်ပေါ်လာပြီဆိုရင်လက်ရှိကျွန်တော်တို့ detail ပေါ့နော်နာရီအလိုက်ကျွန်တော်တို့ hourly တနာရီဆိုတနာရီစာနောက်တနာရီခုဆို12နာရီထိုးတော့မယ်ဆိုတဲ့အတွက်ကြောင့်မလို့12နာရီစာနောက်ပြီးရင်နောက်နေ့လည်းတနာရီ2နာရီထိုးနည်းလောက်အောင်ကျွန်တော်တို့တစ်ပတ်အတွင်းပေါ့နော်7 week တစ်ပတ်လုံးအတွင်းကိုကျွန်တော်24နာရီ focus ပေးထားတယ်ဒါကကျတော့ detail ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဆိုရင်ပို့ပြီးဒီလေးမြင်ရမှာကျတော့ feel light temperature တွေပါမယ်ကျွန်တော်တခြားအများကြီး unit တွေပါလာမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ detail session ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပြန်သွားမယ်ဆိုရင်ကျွန်တော်ဒီ main ကျွန်တော်တို့ရဲ့ UI ကိုပြန်ရောက်လာမယ် main UI ကိုပြန်လာရင်နောက်မှာကျွန်တော်တို့ဘာတက်ရှိအောင်လဲဆိုတော့ weather prediction ပေါ့နော်အဲ့ဒီမှာကျတော့ကျွန်တော်တို့အခုလက်ရှိတယ်မဟုတ်ဘူးနောက်လာမယ်edit weather တွေကို predict လုပ်ထားတာကိုတွေ့ရမယ်အခုကျွန်တော်ဝင်မယ်ဆိုရင်တော့အရင်ဆုံး login လုပ်ပေးရမှာပေါ့နော်ကျွန်တော်တို့ weather တွေကိုကြည့်တဲ့နေရာမှာခုနကလိုမျိုးကျွန်တော်တို့ hourly လည်းကြည့်လို့ရတယ် weekly လည်းကြည့်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဘာတွေထပ်ကြည့်လို့ရလဲဆိုတော့ကျွန်တော်2020ကနေစပြီးတော့နောက်ထပ်လာမဲ့နှစ်တည်းရဲ့ weather တွေကိုလည်းကျွန်တော်တို့ဒီနေရာမှာဝင်ပြီးတော့ကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာကိုဝင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ login လုပ်မယ် login လုပ်ရင်ကျွန်တော်တို့ system login တောင်းမယ်ပေါ့နော် login တောင်းတော့ကျွန်တော်တို့ရဲ့login လုပ်ထားတဲ့နေရာလေးကိုဝင်လိုက်မယ်ဝင်ပြီးသွားဆိုရင်တော့ successfully login လို့ပေါ်လာမယ်အဲ့ဒီမှာကျွန်တော်တို့ဘာတွေတွေ့ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ dashboard ထဲမှာပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာ89နှစ်စာပေါ့နော်89နှစ်စာကျွန်တော်တို့ average နဲ့ဒီ maximum minimum temperature ရှိမယ်အဲ့ဒီမှာကျွန်တော်တို့ graph တွေနဲ့ပြထားတယ် graph တွေနဲ့ပြထားတဲ့အချိန်မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့တစ်လချင်းစီတိုင်းမှာဘယ်လမှာ highest ရှိမလဲဘယ်လမှာ lowest ရှိမလဲဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ဝင်ကြည့်လို့ရမယ်အဲ့ဒါဥမာ user တွေကကြည့်ရတဲ့နည်းလေး graph တွေကိုထောက်ပြီးကြည့်ရပြင်ပန်းမယ်ဆိုရင်တော့ကျွန်တော်တို့အောက်မှာလည်းနည်းတွက်ထုတ်ပေးထားတဲ့ high ရှိရယ် highest temperature နဲ့ lowest temperature ဆိုပြီးတော့ဒီကျွန်တော်2020ကနေ2039အတွင်းပေါ့နော်ထိုနည်း၎င်းပဲကျွန်တော်တို့2039ကနေပြီးတော့ဒီ69အထိကျွန်တော်တို့တောက်လျှောက်focusing တွေလောက်ထားတဲ့ data တွေဒါတွေကတော့ဟိုဟာ dynamic မဟုတ်ပေမဲ့ကျွန်တော်တို့ accurately တော့ဖြစ်အောင်လုပ်ထားပေးရတဲ့ဟာရှိဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီ highest temperature lowest temperature ရှိမယ်ပေါ့နော်ဒါကတော့အတူတူပဲနောက်ပြီးတော့ကျွန်တော်တို့အောက်မှာ table list ကလည်းခုနကကျွန်တော်တို့ရှိတဲ့data တွေကို graph တွေထဲမှာထောက်ကြည့်ရကြတော့ user တွေက efficiently မြင်ရင်မှမြင်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ table unit နဲ့ထုတ်ပေးထားတယ်ဒီမှာလည်းဟိုရှိရတဲ့အတိုင်းပဲကျွန်တော်တို့ degree Celsius တွေ Fahrenheit တွေကျွန်တော် unit တွေအကုန်လုံးပြောင်းလို့ရမယ်ပေါ့နော်ဒါတွေအကုန်လုံးကလည်းကျွန်တော်2080ကနေပြီးတော့1999အထိပါသွားမယ်ဟာပေါ့နောက်ဆုံးတစ်ခုကကျတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီ custom temperature ပေါ့နော် custom temperature ဆိုတော့ကျွန်တော်တို့ဒီထဲကိုဝင်လိုက်မယ်ဆိုရင်အဓိကကျွန်တော်တို့တွက်ထုတ်ပေးပေါ်မှာ
heat index ပေါ့ heat index ဆိုကျွန်တော်တို့ရှေ့မှာဒီ main weather forecast တို့ပါအောင်မှာကျွန်တော်တို့ main UI နေပါတယ်မလားကျွန်တော်တို့တွေ့ရတယ်အဲ့မှာ heat index ဒီနိုင်ငံမှာဘယ်လောက်ရှိလဲပါလဲ heat index ရဲ့သဘောတရားကတော့အဓိကကတော့အပူချိန်များတာပေါ့နော်ဒီအပူချိန်များလာပြီးတော့ကျွန်တော်တို့ free light temperature တွေဘာတွေကတဖြည်းဖြည်းများလာတာအနေများလာတာမျိုးပြောလို့ရတယ်အဲ့တော့ကျွန်တော်ကနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ temperature မတူတဲ့အတွက်ကြောင့်မလို့ Fahrenheit တွေဘာတွေတော့ limitation ထားပေးတာမရှိဘူး user အနေနဲ့ကြိုက်လို့တွက်လို့ရတယ်ဒါပေမဲ့အပေါ်မှာတော့ကျွန်တော် recommended temperature နဲ့ဒီ humidity percentage ကိုတော့ပြထားရပါတော့အဲ့တော့ကျွန်တော်ပထမဦးဆုံးထည့်မယ်ဆိုရင်80 degree Fahrenheit နဲ့ကျွန်တော်တို့pressure တွေပါတယ်ကျွန်တော်တို့ထည့်လိုက်မှာပေါ့နော် pressure 45ကျွန်တော်တို့တရား humidity percentage က45 wind speed က45ပဲထားပါတော့ကျွန်တော်တို့ calculate လိုက်မယ်ဒီအောင် calculate လိုက်ရင်ကျွန်တော်တို့ heat index ကျလာမယ် heat index က80 degree Fahrenheit ပေါ့နော်80 degree Fahrenheit အဲ့မှာကျွန်တော်တို့ဘေးမှာဘာတွေထပ်ပြထားမလဲဆိုတော့ဒီ80 degree Fahrenheit အလိုက်ကျွန်တော်တို့ဘာတွေလုပ်တင်လဲဘာတွေရှောင်တင်လဲဆိုရယ် recommendation တွေပါကျွန်တော်တို့ဘေးမှာပြထားတယ်calculate လုပ်ပြီးွားရင်တော့ကျွန်တော်တို့ဒီမှာ what to do what to avoid တွေကသူ့ရဲ့ temperature အလိုက်ပြောင်းလဲမှုတွေရှိမယ်ပေါ့နော်နောက်ပြီးတော့လည်းကျွန်တော်တို့ဒီမှာ temperature history user တယောက်ချင်းစီအတွက်သူတို့တွက်ထားတဲ့ temperature history ကိုပြမယ်user မတူရင်လည်းဒီမှာသူတို့တွက်ထားတဲ့ temperature ကြီးတူမှာမဟုတ်ဘူးပေါ့နော်အဓိကတော့ဒီ application ကကျွန်တော်တို့ဒီ weather forecast နဲ့ကျွန်တော်တို့ဒီ user တွေကိုဘယ် heat index ပဲ feel like temperature မှာဘယ်လိုမျိုးနေရမယ်ပြီးတော့ကျွန်တော်တို့ဒီ location တစ်ခုတည်းနဲ့မဟုတ်ဘူးတစ်ကမ္ဘာလုံးမှာသွားပြီးတော့ကျွန်တော်တို့ရှာလို့ရတယ်မြို့နယ်လည်းရှာလို့ရတယ်အနည်းဆုံးကျွန်တော်တို့ဒီ real life weather forecast ကိုကျွန်တော်လိုက်ပြီးတော့တူပါပြီးတော့လုပ်ထားတာပေါ့နော်အဲဆိုရင်တော့ကျွန်တော်ရဲ့ application ကတော့ဒီအကုန်ပါပဲကြည့်ရှုပေးရတော့ကျေးဇူးတင်ပါတယ်